ဒီအစီကလေလောင်းလို့လေပူတယ်လို့သိမခံစားဘူးနော်ဟိုသူကလေဟိုအစီကြီးရလို့အစီပပလေးရမျက်နှာပေါ်ဝင်သွားရလေတင်းတင်းပြောင်ပြောင်တယ်အဲ့လိုတွေတော့ပို့ဖြစ်သွားအမဆိုလို့ရှိရင်ဘယ်လို client နေမှာတုံးပြောပေးညွှန်ပေးလေးရှိတာပေါ့ညွှန်ပေးလေးရှိတာကြောင့်ဗါလဲဆိုတော့သူကဟိုလေတင်းတိတ်သမားတွေလေတင်းတိတ်သမားတွေအဲ့ဟိုစာဆိုးဆိုးမှုကအရန်လိုအပ်တော့အမားတို့တွေကဒီတင်းတိတ်ကိုကုတယ် chemical peeling တို့ဒါမှမဟုတ်လို့ရှိရင်ဆေးထိုးတာမျိုးဆိုကြွယ်ပြီးတော့လေဆာတို့လုပ်ပေးလိုက်တယ်လုပ်ပြီးသွားလို့ရှိရင်မျက်နှာလေးကနည်းနည်းရဲရဲလေးဖြစ်နေအဲ့ချိန်မှာဆိုလို့ရှိရင်အမားတို့ရဲ့ treatment cream တွေကတော့ရဲတာတွေတက်တာအောင်လိမ့်ပေးလိုက်တယ်ဒါပေမဲ့အိမ်မှာကိုကဒီ acid ကလေးကိုထိန်းချခြင်းလဲဆိုလို့ရှိရင်တော့အမားတို့ကဒီ jojoba cream အစီကိုကြိုက်တယ်နောက်ပြီးလို့ဆိုလို့ရှိရင်သူကဒီ jojoba အစီနဲ့ vitamin E ရဲ့အဆိုဓာတ်ကနေပြီးတော့မှတင်းတိတ်ကိုဖြစ်စေရ melanin ကိုလည်းသူကအနည်းနဲ့အများထိန်းထားပေးတယ်ပေါ့နော်အဲ့တော့တင်းတိတ်သမားတွေကလည်း treatment လုပ်နေတဲ့ဒါလေးနဲ့အခါမှာတက်တာတော့တွေ့ရတယ်ပေါ့နော်ဒါလေးကလုံးဝလောင်းတို့ရာသီဥတုနဲ့ရော budget နဲ့ရောနောက်ပြီးတော့ထားသူကလည်းအရန်အဆင်ပြေပါတယ်ခီး9ရက်ထွက်မယ်ဆို9လုံးစာညှပ်သွားလိုက်အောင်ဘူးရေဆောင်းသွားကြတယ်ဒီကက်လေးအိတ်ထဲထည့်သွားလိုက်အောင်ဆိုတော့ဒါအများကြီးအဆင်ပြေဒါပေမဲ့လောင်းကလည်းဒီမှာဒီ NNO ရဲ့ vitamin E ပါတယ်ညာလေးအရေးပြအလှစီကိုဘယ်လိုသုံးရမလဲဆိုတာကိုလောင်းပြောတာတဲ့ဒေါက်တာအမြင်လေးလာပြီးတော့မာယောရာကိုလာပြီးလေပတ်တာပါကျေးဇူးအများကြီးတင်ပါတယ်ဒေါက်တာ